now what is a transformer and number exercise 1 ဖတ်ကြည့်ပါ Where the transformer hold and stand transformer the far from and step down transformer. အဲ့ဒါဆိုတော့ဘာလဲဆိုရင်ဒီ transformer ဆိုတော့ definition လေးရေးရအောင်နော်ဒီ transformer is an electrical device that change to that used to change the alternative body or current နော်အဲ့တော့ alternative ကနမျိုး body တော့မဟုတ် current ပေါ့နော်အဲ့ဒါတခုခုဆိုတော့ပြောင်းလဲဖို့အသုံးပြုတယ် TSS device electrical device ဖြစ်ပါတယ်ပြီးရင် step up transformer နဲ့ step down transformer အဲ့ဒါမှအောက်ကဟာလေးတော့ step up transformer ဆိုပြီးဆရာတို့ကဘာလုပ်ထားအောင်ဆိုရင်ဒီမိတို့ဟောလေးသိရုံနဲ့ step up transformer ဆိုရင်ဆရာတို့ကအဲ့ဆိုတော့အပေါ်ပြောင်းမြင့်မှာဆိုတော့ဘာဖြစ်လဲနော် secondary swine လေးရဲ့ secondary ရဲ့ number of turns တွေကများပြီးတော့ primary ကနည်းမယ် body အနေနဲ့ကြည့်ရင်လည်း secondary မှာရှိတဲ့ body က step up ဆိုတော့အောက်ဘက်ကများသွားမှာပေါ့နော် secondary ကများပြီးတော့ primary ကနည်းမယ် step down ရောက်ဘာဖြစ်လဲနော်ဒါတော့အောက်ဘက်ကိုနှိမ့်ပါလေနော်အောက်ဘက်ကိုနှိမ့်ပြီး input ကအများကြီးဖြစ်နေတယ်အဲ့တော့ step down နဲ့ဘာဖြစ်လဲဆိုရင် input က primary မှာရှိတဲ့ body ကများမယ် secondary မှာရှိတဲ့ body တွေကနည်းမယ်အဲ number of turns ကိုပတ်မယ်ဆိုရင်ဘယ်လိုလုပ်လဲ secondary ကနည်းပြီးတော့ primary ကများမယ်ဒါလည်းအောက်ကလေးကတော့အပေါ်ကလေးစာပိုင်းနံပါတ်ကိုသိအောင်တော့ off ဖြစ်တာပဲနော်ကဲလို့အဲ့ဒါလေး off ဖြစ်တော့ a transformer နဲ့အောက်ဟိုဒီ default လောက်ဆက်ပြလိုက်ပါ